ပိုင်းရှောက်မှာတော့ဂျူဒီယာဆွန်ရဲ့လက်ထက်ကနေမနေလွန်အောင်ထွက်ပြေးလာပြီးအင်ကိုခက်ပြောင်းလာခဲ့ပါတယ်။ဆွန်တရာသူရဲ့မျက်နှာကိုမြင်သွားခဲ့ပြီလားဆိုတဲ့တန်တရားတွေနဲ့ရင်တွေ့ထိတ်ဖြစ်နေတဲ့အပြင်အမျိုးလေးမဲ့အမေဖြစ်သူကပါအသက်ရှူကျအဆုတ်ရောက်ပြီးရုတ်တရက်ဆေးရုံတင်နိုင်ရတဲ့သတင်းစုကြီးပါစတဲ့စုသူတို့ကြုံတွေ့လိုက်ရပါတယ်။ကြောက်ကပ်ပါမကောင်းတော့ပဲစိုးရင်ရတဲ့အမေရဲ့ယောဂရှိနေကြောင်းဂျိုရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရပါပြီ။လွန်ခဲ့တဲ့နှစ်လုံးသူ့ကြောင့်အမေခင်ဗျာဒုက္ခတွေပြင်ပဆင်းရဲမှုတွေကြုံခဲ့ရတာမို့သူ့အမေကိုကြည့်ပြီးကိုအပြစ်မကင်းတယ်လို့ခံစားနေရတဲ့ဂျိုကိုအကူဝိတ်ကဘေးကနေစူးစမ်းပြီးအားပေးနေရှာပါတယ်။ဒါပေမဲ့ပြဿနာတွေကဒီလောက်နဲ့မပြီးသေးပါဘူး။မင်းကရုံးမှပြဿနာရှာနေတဲ့ဆိုတဲ့ဖုံးဝင်လာတာမို့အကူဝိတ်ကဂျိုကိုအလုံနာပြီးသူ့မိကိုပဲတေချာပြုစုပေးဖို့စေတနာနဲ့တိုက်တွန်းခဲ့ပါတယ်။ဒီကြားထဲမင်းနဲ့ဆိုနုနှစ်ယောက်ရဲ့ရံပွဲကလည်းပုံမှုပြင်းထန်လာခဲ့ပါတယ်။မင်းရဲ့အိမ်ကိုမဟုတ်ပဲအကိုကျိုးရဲ့အိမ်ကိုတွားတာပါလို့ညှင်းဆန်နေတဲ့စွန့်ကူတော့မင်းကဒါဟာဂျိုနဲ့သူ့ရဲ့အိမ်ဖြစ်တဲ့ဆိုပြီးဒေါသတွေကြီးအပြည့်နဲ့ညှင်းခုန်နေကြပါတယ်။စွန့်ကသူ့အကိုကျိုးကိုတတိယလို့တွားကြည့်ရင်တခုနဲ့တိုးတာပါလို့ပြောလိုက်ချိန်မှာကိုဝိတ်ကတော့ဘာတွေပါသွားသေးလဲလို့မင်းနဲ့ရမင်းကတော့ ATM ကတ်တွေပဲပေါသွားတယ်လို့ပြန်ဖြေခဲ့ပါတယ်။ ATM နှစ်ဝက်ကောက်ကိုမသိပဲဘာလို့ဒီကောက်ကိုမှရွေးခိုးသွားရတာလဲဆိုတဲ့အကိုဝေးရဲ့တန်တရားစကားကြောင့်ကွယ်ရကနေခိုးနှထောင်နေတဲ့သူတယောက်ရင်တမမဖြစ်သွားခဲ့ရပါတယ်။အမှန်တရားပေါ်တော့မှကိုကြောက်နေရတဲ့အပြင်အမေရဲ့စေယုံစေးနဲ့စစ်စစ်ချက်စေးတွေကပါထောင်တောင်းရှိကုန်ချတော့မှမှုငွေကြေးကျတဲ့သွားတဲ့သူဟာနောက်ဆုံးမှာတော့တုံရဲ့မန်နေဂျာစီကိုဖုန်းဆက်ပြီးတုံရဲ့အစားထိုးတယောက်ဆောင်အဖြစ်လုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။ဘဝဟောင်းမှာတုန်းကလည်းတုံရဲ့အစားထိုးဖြစ်ခဲ့ရတယ်လို့အခုဘဝတမပါတုံရဲ့အရဲ့အောက်ကနေမလွတ်မြောက်နိုင်သေးတဲ့ဂျိုရဲ့ကံကြမ္မာဟာတနာစရာကောင်းလွန်းလာပါတယ်။ဂျိုရဲ့ကွင်းမှာအဆန်းတယောက်ဆောင်နေတော့မြင်ရောက်လာခဲ့ပြီးဂျိုရဲ့နောက်ကျောပုံစံကအကိုတုံနဲ့အတော်တူတယ်ဆိုတာကိုသတိထားမိသွားပါတယ်။ဂျိုတရားစာချုပ်ချုပ်ပြီးနောက်မှာတော့မြင်ရောက်လာပြီးဂျိုရဲ့တက်ခဲ့ရေးစွမ်းရည်တွေကိုမင်းကမတင်ကစိမ့်နဲ့စစ်စစ်မင်းမြနေတယ်လို့သူ့ရဲ့တန်တရားတွေကိုရှင်းထုတ်ကြတာကြောင့်တုံရဲ့ဇက်လန်မှာသူ့ကိုယ်ပိုင်နေရာတနေရာပေးဖို့အထိရက်ကွင်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။ဂျိုတော်နောက်ထပ်တစ်ကြိမ်အကျဉ်းနဲ့အကျက်ထဲကိုပြန်ရောက်သွားရပြန်ပါတယ်။ထို့နောက်အိမ်ထဲသခိုးဝင်တာကိုရဲလက်မအပ်ပဲစုံနှောင်းနဲ့ပဲတိတ်တိတ်ဆိတ်ဆိတ်ခိုင်းနေတဲ့မင်းရဲ့ဖုံပြောတန်ကိုခိုးနှထောင်နေရင်ဂျိုတယောက်လူမိသွားပါတယ်။ဒါပေမဲ့ဂျိုကတော့မင်းကိုညစာပါတီလာဖိတ်တာပါဆိုပြီးပပနဲ့နဲ့စကားလမ်းကြောင်းလွှဲလိုက်ရပါတယ်။မင်းကလည်းအတွင်းမှုပြောတဲ့ဒီညလှုပ်ရှားရှိသေးတယ်ဆိုတဲ့စကားကိုလိလူရှိပြီးဂျိုနဲ့အတူညစာပါတီကိုလိုက်သွားခဲ့ပါတယ်။ပါတီမှာတော့မင်းမရှိတော့အိမ်မှာကြံခဲ့တဲ့တက်သေးတွေကိုဘလို့ဖျောက်ရမလဲဆိုပြီးဂျိုတယောက်စဉ်းစားနေစဉ်ကောင်လေးတယောက်ကဂျိုကိုလာရောက်ပူပန်းနေတာကိုတွေ့လိုက်ရတဲ့မင်းဟာမနာလိုတဝင်းတိုစိတ်တွေထိမ့်မိရပဲဂျိုကိုသူ့နားကိုခေါ်ထားလိုက်ပါတော့တယ်။ဒါကိုခွင့်ကောင်းယူပြီးဂျိုတယောက်မင်းကိုမူးအောင်အရက်တွေတိုက်ပါတော့တယ်။မင်းကတော့ဂျိုကိုငေးကြည့်ရင်ဂျိုထည့်ပေးတဲ့အရက်တွေကိုတစ်ခွက်ပြီးတစ်ခွက်တောက်ပြီးနောက်မှာတော့မူပြီးမှောက်သွားပါတော့တယ်။မင်းရဲ့အတွင်းမှုချင်းကတော့ဂျိုကိုအပြစ်တင်တယ်လို့ပြောပြီးမင်းကိုအိမ်ထိလိုက်ဖို့ခံလိုက်ပါတော့တယ်။အိမ်ရောက်လို့မင်းကိုတွဲပို့ရင်အတူလဲကျသွားတဲ့အချိန်မှာမူးနေတဲ့မင်းကတော့အကိုကျိုလားဆိုပြီးတန်းတာကဂျိုကိုအတင်းနှမ်းလိုက်ပါတော့တယ်။ဒီမြင်ကွင်းကြောင့်အတွင်းမှုချင်းကရှက်သွားပြီးဂျိုကိုမင်းနဲ့အတူထားခဲ့ပါတော့တယ်။မင်းကသူ့ကိုဘလောက်ပဲနာကျင်အောင်လုပ်ခဲ့ပါစေ။ရင်ထဲမှာရှိတဲ့ရှင်းရှင်းမြတ်တာတွေကြောင့်ဂျိုတယောက်မင်းကိုပြစ်မထားနိုင်ပဲတေချာပြုစုပေးခဲ့ပါတယ်။ဒါပေမဲ့ဂျိုကတော့မှန်တဲ့ကကိုပုံရိပ်ကိုပြန်ကြည့်ရင်မင်းလွမ်းနေတာကအရင်ကဂျိုကိုကအခုသူ့ကိုမဟုတ်ဘူးဆိုပြီးကိုနာကျင်စွာသတိပေးခဲ့ပါတယ်။ထို့နောက်ဂျိုဟာအင်းအဟောင်းစီကိုရောက်သွားပြီးတပ်သေးတွေကိုဖျက်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ဂျိုကတော့မင်းသိမ်းထားတဲ့ခွက်လေးတွေကိုကြည့်ပြီးမင်းဟာသူ့ကိုတကယ်မရှိခဲ့ပဲအကူတုံကိုပဲရှိခဲ့တာပါဆိုတဲ့နာကျင်စရာအတွေးတွေနဲ့ဒေါသတွေထွက်ကခွက်လေးကိုခွဲပြဖို့ပြင်လိုက်ပေမဲ့မရက်ဆက်နိုင်မဲ့ပြန်သိမ်းထားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့စောင်းတော့ကြီးရောက်လာပြီးတပ်သေးတစ်ခုမှမကျန်တော့တာကြောင့်တော့ပူရှိတဲ့လူယုံရဲ့လက်ရှိဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်။တစ်ဖက်မှာတော့စေယုံကဒေါက်တာကဂျိုရဲ့အမိဟာကြောက်ကယောဂကြောင့်အဖက်ဆင်စစ်ဆေးကူတာမှုခံယူရမယ်လို့ပြောလာပါတယ်။အခုဝိတ်ကတော့ဂျိုကိုစွန်းနဲ့မိတ်ဆက်ပေးပြီးစွန်းရဲ့တရှင်းထဲမှာတရုတ်ဆောင်ဖို့အခွင့်အရေးဖန်တီးပေးခဲ့ပါတယ်။အမေဖြစ်သူကတော့တားဖြစ်သူကသူ့အတွက်ပြင်ပန်းခံနေရတာကိုမကြည့်ရလို့အမေကစေရုပ်ဆင်ကျင်ပြီးတေသွားလဲရပါတယ်လို့ပြောနေရှာတဲ့အခါဂျိုကတော့သူ့အမေကိုဒါတွေဟာသူ့ကြောင့်ဖြစ်ရတာပါသူ့မှာဒီအမေတယောက်ပဲရှိရတာမှုပိုပြီးကြီးဆက်ပေးပါမယ်ဆိုပြီးတာမီနီယာအငုံမျက်ရည်တွေနဲ့ဖတ်လိုက်ကြပါတယ်ငွေကြေးပြဿနာကြောင့်အကိုတုံရဲ့အလုပ်စီကနေပတ်စံကြိုထိုးခြင်းကြောင့်ဖုံးဆက်နေတဲ့ဂျိုကိုမင်းကတော့ကားထဲကနေစောင့်ကြည့်နေခဲ့ပါတယ်ထိုအခါဆွန့်ရဲ့ကားကဂျိုကိုတိုင်မိတော့မလို့ဖြစ်သွားပြီးဆွန့်ကစကားပြောချင်တယ်လို့ဆိုကဂျိုကိုကားပေါ်ခေါ်လိုက်ပါတယ်ဂျိုရဲ့အမေကိစ္စကိုအကူအညီမတောင်းတဲ့အပေါ်ဆွန့်ကမေးမြန်းနေတဲ့အခါဂျိုကတော့မင်းကိုသဘောမကျဘူးလို့ထင်လို့ပါလို့ပြန်ပြေးလိုက်ပါတယ်။စွန်းကတော့သူသဘောမကျတာမဟုတ်ပဲဂျိုကသူ့အသည့်အကူဂျိုနဲ့အရန်တူနေလို့ပါလို့ပြောလိုက်ပါတယ်။ထို့နောက်စကားတွေပြန်လည်ပြောကြရင်စွန်းရဲ့အကူအညီပေးခြင်းနဲ့အကန့်လန့်မှုကိုတော့ဂျိုကရင်ကျေးစွာပဲညှင်းပယ်ခဲ့ပါတယ်။ဂျိုတရစွန်းရဲ့ကားပေါ်ကစစ်စင်ချင်းမှာပဲမင်းကသူ့ကိုဖုံးဆက်လာပြီးသူ့ကွန်ဒိုကိုလာခဲ့ဖို့ခေါ်လိုက်ပါတယ်။ဂျိုကအလုံးများနေတဲ့ဆိုပြီးညင်လိုက်ပေမဲ့မင်းကကားနဲ့ပိတ်ရက်ကအခုကားပေါ်တက်လို့ဆိုကအိမ်ထိလိုက်ဖို့ပေးခဲ့ပါတယ်။အိမ်ထဲထိလဲဝင်လာတဲ့မင်းကပါတီညာကသူတို့နှစ်ယောက်ကြာဘာတွေဖြစ်ခဲ့တယ်လို့မေးမြန်းလိုက်တဲ့အချိန်မှာတော့ဂျိုကသူဘာမှမမိကြောင်းတလင်းပြောလိုက်ပါတယ်။ဒါပေမဲ့မင်းကဂျိုကိုအတင်းနှမ်းလိုက်ပြီးအခုရမှတ်မိသွားပြီလားလို့မေးလိုက်တဲ့အခါဂျိုတယောက်မင်းရဲ့အတ္တကြီးပြီးအတင်းဆိုးလို့တဲ့အကျင့်တွေကြောင့်စိတ်ပြတ်တော်တော်ထွက်ကမင်းကစီကဘာလို့ကျင်လို့လဲလို့မေးလိုက်ပါတော့တယ်။မင်းကတော့ထက်စီးဆန်စွာပြောဆိုတဲ့လေသံနဲ့နေမေကြီးကျင်လာလားဘယ်ဇက်ကောင်ပဲ project ကိုလိုချင်လဲသူနဲ့သာအတူနေအကုန်ပေးမယ်လို့ကမ်းလှမ်းလိုက်တဲ့အခါဂျိုကတော့ဘာလို့သူ့ကိုဒီလောက်အထိကူညီချင်နေရတာလဲလို့ပြန်မိခဲ့ပါတယ်။
မင်းကတော့ဂျိုကသူတည်းရဲ့လူတစ်ယောက်နဲ့အတော်တူနေပြီးသူ့နေရာမှာအစားထိုးဖို့လို့ဓာတ်ရိုက်ပဲပြောဆိုတဲ့ချိန်မှာတော့ဂျိုရဲ့ရင်ထဲကအတိတ်ကနာကျင်စရာတွေဟာဒေါသဖြစ်ပောက်ကွဲထွက်သွားပြီးမင်းကိုအိမ်ထဲကနေအတင်းမောင်းထုတ်လိုက်ပါတော့တယ်မင်းကတော့သူ့လိုချင်ရင်ဖေးရမဆိုရတယ်လို့ပြောပြီးနောက်မှာတော့တွင်မှုချင်းကခုမင်းအထီးကျက်နေရင်သူ့ထက်ကောင်းတာတွေရှိတယ်လို့ပြောလိုက်ပေမဲ့မင်းကတော့အခုဂျိုဟာသူရှေ့ရတဲ့ဂျိုဆိုတာကိုနင်းငယ်လောက်အတီးပြုတ်သွားနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့စီးပွားရေးတက်တဲ့မှုနဲ့အမေရဲ့စိတ်ဝင်စားရဲ့အခက်အခဲတွေကြောင့်ဂျိုတယောက်မျက်ရည်ကျရင်အီမာဆုံးဆုံးဖြတ်ချက်ကြီးတစ်ခုကိုရှာလိုက်ပါတော့တယ်ဂျိုကတော့မင်းစီကိုပြန်သွားခဲ့ပြီးဘာငါးတန်းနဲ့သူ့မိအတွက်အိတ်တလုံးလို့ဆိုကသူ့ဘဝရဲ့တစ်နှစ်တာကိုမင်းစီပေးရမယ်လို့အပေးယူလုပ်လိုက်ပါတယ်မင်းကဂျိုကိုအနံရရှိသူရဲ့အပြုံးနဲ့နမ်းလိုက်ပြီးကျင်းသားရအောင်လုပ်ထားဖို့နဲ့တစ်နှစ်အတွင်းမှာဒီထက်ပိုတာတွေလည်းဖြစ်လာနိုင်တယ်လို့ပြောရင်းပိုင်းလျှောက်ဟာစိတ်လှုပ်ရှားပွဲပဲပြီးဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဂျိုကစွန့်ရရိုးသားတဲ့အကူအညီကိုညှင်းပယ်ပြီးသူ့ကိုအကြိမ်ကြိမ်နာကျင်စေခဲ့တဲ့မင်းရဲ့ကမ်းလှမ်းချက်ကိုဘာကြောင့်လက်ခံလိုက်တာလဲအရှိကြောင့်လားမိခင်အတွက်လားဒါမှမဟုတ်ရွေးချယ်စရာမကျန်တော့လို့လားဆိုတာကတော့စဉ်းစားစရာပါပဲအတကြီးလှတဲ့မင်းတရားဂျိုကိုနောက်ထပ်ဘာနာကျင်စရာတွေထပ်မံပေးအောင်မလဲသူချစ်ရတဲ့ဂျိုစစ်စစ်ဖြစ်ကြောင်းကိုရောဘလို့နီးရီနဲ့ဆက်လက်အတည်ပြုသွားမလဲဆိုတာကိုတော့နောက်ထပ်အပိုင်းတွေမှာဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်